ထိုလူ၏မျက်လုံးများတောက်ပလာပြီးလေစာတန်းတစ်ခုပစ်လွတ်လိုက်ရာထိုအလင်းတန်းသည်တားရဲကြီး၏ခန္ဓာကိုယ်ကိုတဲတဲမတ်မတ်ဖောက်ထွက်သွားခဲ့သည်သူသည်တားရဲကြီးကိုအပြတ်သက်အနိုင်ယူလိုက်နိုင်ပြီဟုထင်မှတ်ခဲ့တော်လဲထိုတတဝါကသူ့ကိုအစိတ်ဆူဖြင့်ရုတ်တရက်ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်ဒဏ်ရာကိုကုသရန်အချိန်မရတော့သဖြင့်သူသည်ရဲဘော်ရဲဘက်များကိုကူညီရန်အနောက်သို့အမြန်လှည့်ကြည့်လိုက်သည်ထိုအချိန်တွင်တားရဲကြီးသည်တစ်ပင်များကြားထဲ၌ပုန်းကွယ်သွားပြီးနောက်သူ့ကိုတစ်သားအိမ်လေးစီသို့အချိန်ပြင်းပြင်းဖြင့်ဝင်တိုက်လိုက်သည်သူခြေဦးတစ်အောင်မတ်တက်မရက်နိုင်သေးခင်မှာပင်ထိုတားရဲသည်သူ့အပေါ်သို့အာကုံခုံအုပ်လိုက်ပြီးကြီးမားလာသောလက်သေးများဖြင့်သူ့ဦးကောင်းနှင့်ခန္ဓာကိုယ်ကိုမြဲမြံစွာညှက်ပိတ်ဖမ်းဆွဲထားလိုက်သည်ထိုလူသည်လေစာကိုရန်တမ်းပစ်ခတ်ခဲ့တော်လဲတားရဲကိုတစ်ချက်မျှအမိအယမထိမှန်ခဲ့ပေထိုကဲ့သို့တေးရေးရှင်ရေးအရေးကြုံနေရသည့်အချိန်တွင်လီစာသည်မြေပြင်မှတစ်သားတုတ်တစ်ချောင်းကိုကောက်ယူကာတားရဲကြီး၏ခန္ဓာကိုယ်ထဲသို့အာရပါရထိုးဆိုင်လိုက်သည်ထိုတိုက်ခိုက်မှုကြောင့်တားရဲကြီးသည်အလွတ်အမင်းဒေါသထွက်သွားပြီးလီစာကိုရေကန်ထဲသို့လွတ်ဆင်သွားအောင်ရိုက်ထုတ်လိုက်သည်တားရဲကြီးသည်သူမကိုရေအောက်ထဲတွင်အပြက်ရှင်းပြည့်ရန်ရေထဲသို့ချက်ချင်းခုန်ဆင်းသွားခဲ့သည်ထို့သို့စိုးရိမ်ရသည့်အရေးကြုံခဏတာတွင်မှပင်လီစာ၏စွမ်းအားများအပြည့်အဝနိုးထလာပြီးရေအောက်ခြေမှပေါက်ဖွားထွက်ပေါ်လာသောတားရဲကြီးကိုခြောက်တွေ့နေသည့်တစ်ပင်တစ်ပင်အဖြစ်သို့ပြောင်းလဲပစ်လိုက်သည်အခြားတစ်ဖက်တွင်မူဦးလေးမာသည်ကံမကောင်းရှာပေသူကလက်သီးဖြင့်ထိုးနှက်ရန်ပြင်လိုက်စဉ်မှာပင်တားရဲကြီး၏ကြောပြင်မှထက်မြက်သောအမွေးတန်းအမြောက်များထွက်ပေါ်လာပြီးသူ၏ရင်ဘတ်ကိုရက်ရက်ဆက်ဆက်ဖောက်ထွက်သွားခဲ့သည်ထိုလူ၏မျက်လုံးများတောက်ပလာပြီးလေစာတန်းတစ်ခုပစ်လွတ်လိုက်ရာထိုအလင်းတန်းသည်တားရဲကြီး၏ခန္ဓာကိုယ်ကိုတဲတဲမတ်မတ်ဖောက်ထွက်သွားခဲ့သည်သူသည်တားရဲကြီးကိုအပြတ်သက်အနိုင်ယူလိုက်နိုင်ပြီဟုထင်မှတ်ခဲ့တော်လဲထိုတတဝါကသူ့ကိုအစိတ်ဆူဖြင့်ရုတ်တရက်ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်ဒဏ်ရာကိုကုသရန်အချိန်မရတော့သဖြင့်သူသည်ရဲဘော်ရဲဘက်များကိုကူညီရန်အနောက်သို့အမြန်လှည့်ကြည့်လိုက်သည်ထိုအချိန်တွင်တားရဲကြီးသည်တစ်ပင်များကြားထဲ၌ပုန်းကွယ်သွားပြီးနောက်သူ့ကိုတစ်သားအိမ်လေးစီသို့အချိန်ပြင်းပြင်းဖြင့်ဝင်တိုက်လိုက်သည်သူခြေဦးတစ်အောင်မတ်တက်မရက်နိုင်သေးခင်မှာပင်ထိုသားရဲသည်သူ့အပေါ်သို့အာကုံခုံအုပ်လိုက်ပြီးကြီးမားလာသောလက်သေးများဖြင့်သူ့ဦးကောင်းနှင့်ခန္ဓာကိုယ်ကိုမြဲမြံစွာညှက်ပိတ်ဖမ်းဆွဲထားလိုက်သည်ထိုလူသည်လေစာကိုရန်တမ်းပစ်ခတ်ခဲ့တော်လဲတားရဲကိုတစ်ချက်မျှအမိအယမထိမှန်ခဲ့ပေထိုကဲ့သို့တေးရေးရှင်ရေးအရေးကြုံနေရသည့်အချိန်တွင်လီစာသည်မြေပြင်မှတစ်သားတုတ်တစ်ချောင်းကိုကောက်ယူကာတားရဲကြီး၏ခန္ဓာကိုယ်ထဲသို့အာရပါရထိုးဆိုင်လိုက်သည်ထိုတိုက်ခိုက်မှုကြောင့်တားရဲကြီးသည်အလွတ်အမင်းဒေါသထွက်သွားပြီးလီစာကိုရေကန်ထဲသို့လွတ်ဆင်သွားအောင်ရိုက်ထုတ်လိုက်သည်တားရဲကြီးသည်သူမကိုရေအောက်ထဲတွင်အပြက်ရှင်းပြည့်ရန်ရေထဲသို့ချက်ချင်းခုန်ဆင်းသွားခဲ့သည်ထို့သို့စိုးရိမ်ရသည့်အရေးကြုံခဏတာတွင်မှပင်လီစာ၏စွမ်းအားများအပြည့်အဝနိုးထလာပြီးရေအောက်ခြေမှပေါက်ဖွားထွက်ပေါ်လာသောတားရဲကြီးကိုခြောက်တွေ့နေသည့်တစ်ပင်တစ်ပင်အဖြစ်သို့ပြောင်းလဲပစ်လိုက်သည်အခြားတစ်ဖက်တွင်မူဦးလေးမာသည်ကံမကောင်းရှာပေသူကလက်သီးဖြင့်ထိုးနှက်ရန်ပြင်လိုက်စဉ်မှာပင်တားရဲကြီး၏ကြောပြင်မှထက်မြက်သောအမွေးတန်းအမြောက်များထွက်ပေါ်လာပြီးသူ၏ရင်ဘတ်ကိုရက်ရက်ဆက်ဆက်ဖောက်ထွက်သွားခဲ့သည်